盖上来。哎呦呦！哎，我的高啊个呀！哟，我สู้好背的要一，我去养的去养蛋的，咱恁那讲完没有？ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ရှော့ပေါ့နော်ကျွန်တော်ရှေ့မှာလည်းဗီဒီယိုတွေလုပ်ထူးတယ်ရှော့ဆယ်ချတဲ့နေရာရောက်နေတာအဲ့နေရာမှာဒီနေ့ငါးကြတယ်ဆိုလို့ကျွန်တော်ညလာအိမ်မှာဒီမှာအဲ့ဒါညအိမ်နဲ့ရှော့မှာဘာတွေကြလဲဆိုတာကြည့်မယ် Okay ဒါပေမဲ့အခုရောက်နေပြီရှော့ထဲမှာဘာကောင်းနေရှိလဲဆိုတာပြမယ်နော်အပိတ်လေးအော်ရောက်ရင်ကျိုးလို့အော် 大多你老外哇哟，哦，好嘛哟，哦，喂，提赛季嘛，咋啦？哦哟，哦，我来酱一个，我来酱，刚来的哇哟，我谁，那个业绩，喂哇，你讲你没对你有哪个？မသိနေဘူးလားမသိနေအောင်တော့ ခြားဒေတာတွေတော့မသိဘူးပေါ့နော်ဒီဆယ်ကတော့ဒါဟိုကနေပူရင်ပူကြတယ်ပေါ့နော်ဒီတမန်လုံးနေပူထားရင်တော့ဒါအများပဲလုံးဝ share ကြပြီပေါ့နော် 冲我！哎妈盖上来哎呦哦我没认你哦哟哦这帮忙你给中你我现在晒晒看就了东这边上那按照那အခုကျွန်တော်လာခဲ့တဲ့ဆယ်ပဲဆယ်တားတာခေါ်တာပေါ့နော်ဆယ်ကြားချတယ်လည်းခေါ်ကြတယ်တချို့ကဒီဆယ်ကဒါပြီးခဲ့တဲ့နှစ်ကဒါငါးတွေအရန်ကြပြီလုံးဝထမ်းလို့မနိုင်တော့လို့ဒါဆယ်ကြီးဖွင့်ချလိုက်ရတဲ့နေရာပေါ့နော်အခုကျွန်တော်ရောက်တဲ့ချိန်ကဒါငါးမကြသေးဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်ကဲပြောရင်းဆိုရင်တကောင်အကောင်ကြီးတကောင်ဆင်းပြီပေါ့နော်အကောင်ကြီးဆိုတော့ဒါအထက်ရောက်တော့လူမြင်တော့လန့်ပြီးပြန်ပြေးတာပေါ့နော်အပြင်ပြန်ရောက်သွားပြီဗျဒါပဲပြန်ဆင်းမှာပါကောင်ခဏလေးရလာတော့ကျွန်တော်စိတ်ကောက်လိုက်哦要一ကိုနေမိရနော်ကြာရင်နည်းနည်းမဲသွားတယ်နော်ဒီတိုင်းဆိုရင်ရွှေအောင်လေးတက်ရတယ်တော့ရှိုးအောက်ရိုက်ပြပါရောအောက်ဟုတ်ပြီ要一ဒါနည်းနည်းကြာဝင်မဲပေါ့ဒီရေကျုံမှာဆိုရင်တော့ငပတ်ပေါ့ဟိုဟာရင်ကန်မှာဆိုလို့ရှိရင်မာဟီဆိုတာဒူရာတို့ငဒမလို့လည်းခေါ်တယ်အဲ့ကောင်တွေကမိရင်ချက်ချင်းတန်းပြီးတော့ဓာတ်ပုံရိုက်မရရင်အယောင်မဲပါဒီကောင်ကတော့အယောင်မဲတာနည်းနည်းကြာတယ်ဟိုကောင်တွေကတော့မိပြီးတော့3မိနစ်လောက်ကြာရင်အယောင်မလာတော့ဒီထက်ရတဲ့ငါးတွေကိုဒါဒီဘေးကဒါဘုံလုံးလို့ခေါ်တယ်ဗောနော်အဲ့ဘုံလုံးကြီးတွေနဲ့လောင်တာဗောနော်လောင်မနေ့ရောက်မှရောင်းတင်တာရောင်းပြီးတော့မွေးဖို့ကန်နေစီပို့တင်တာပို့ဗောနော်အဲ့လိုလုပ်တာဗောကျွန်တော်နောက် blog နောက်တစ်ခုကြာလို့ရှိရင်ကျွန်တော်အဲ့ဒီကောင်တွေကိုဘယ်လိုလောင်ပြီးပို့တာတွေပါလဲဆိုတာကျွန်တော်နောက် blog ထဲမှာထည့်ပြီးမယ်နော်ဒီ short တွေကကြားတတ်တဲ့ဟာကိုကျွန်တော်ပြောပြအောင်ဗောနော်သူကလေသူ့အတုံးနဲ့သူလာတာဥမာငဘတ်ဆိုရင်ငဘတ်ကြီးပဲပြီးတော့ငဖယ်ဆိုလဲငဖယ်ငနုတန်းဆိုလဲငနုတန်းပစုံဆိုလဲပစုံဗောနော်သူကသူ့အတုံးနဲ့သူလာတာဗောအဲ့ဒါလေးကျွန်တော်ဒီညစောင့်ကြည့်နေရโอเคနောက်တစ်ကောင်ဝင်လာပြီဟာအိုးကြီးပဲတိုင်းလားတိုင်းအရင်ကြီးမထွန်းနဲ့ဒီအောက်ထားလားဒီအောက်ထားလားမဟုတ်ကောအဲ့နာပြေကျက်နေတယ်အော်အကြီးပဲရောင်ရင်要秀了哦大的哇အဲ့တော့ဘောလာလောက်ရှင်းတော့တက်ကြရဖိုက်ဘယ်ဟုတ်မှာဒီရှောတွေကိုဒါမိုးလေလောက်ကနေပြီးတော့ဒီ$1000 လောက်ထိ17လပိုင်းကုန်ကန်ဒီလောက်ထိဟိုထားတတ်တယ်ဗောနော်တနေရာနဲ့တနေရာတော့အနည်းငယ်ကွဲပါလိမ့်မယ်ဗျ
အခုကျွန်တော်သွားခဲ့တဲ့ဆယ်ကပေါ့နော်ဒါပြီးခဲ့တဲ့နှစ်ပေါ့နော်ရေကြီးတဲ့နှစ်ကဆိုငါအရန်ပေါ်တာပေါ့နော်ပေါ်တဲ့နှစ်မှာဒါလုံးဝတော့ငါးတွေကိုမထမ်းမနိုင်တော့ဘူးရောင်းဖို့လည်းမလွယ်တော့ဘူးပေါ့နော်အဲ့လိုဖြစ်သွားတဲ့အတွက်ဒါဒီနောက်ကရှော့ကြီးကိုဖွင့်ချလိုက်ရတဲ့အထိတကယ်ငါးပေါ်ခဲ့တဲ့နေရာပေါ့နော်အခုကျွန်တော်ပြတဲ့ဒီငပတ်ပုံကြီးကလည်းဒါငါးကြတာနဲတာပေါ့နော်တကယ်မိနစ်ကငါးကြတဲ့အချိန်ကဆိုဒီတဲပေါ်မှာဒါငါးကိုတောင်းပုံရပုံဖြစ်နေတာပေါ့နော်အချိန်ကြီးတောင်းနဲ့ချီပြီးတော့ကြာတာပေါ့နော်တညအောင်အဲ့လို10မျိုးကြီးပါဗျ မှန်ကြီးအောင်ပုံရှယ်လေးနေနဲ့ ဒါဆော့ဆော့ကြတယ်ဒါပစွန်တုပ်တွေပေါ့နော်ဒါလည်းဒါကျွန်တော်ပြန်ရင်တည်သွားဖို့အတွက်ဝယ်ထားတဲ့ပစွန်ရယ်တက်တဘိုးရယ်ဒါငဘဲရယ်ငဖက်ရယ်ပေါ့နော်ဒါမနဲ့ဒီညကလေးရေခေးရိုက်ထားပြီးဒါကျွန်တော်မနဲ့ပြန်ရင်တည်သွားမှာပေါ့နော်ကဲအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မြန်မာအင်္ဂလန်တွင်ကကိုကျော်ပါအားလုံးပဲ good luck